Facebook နဲ့ YouTube မှာတန်းနဲ့ချီပြီးတော့ view တွေရနေတဲ့ mechanical generator video တွေကိုဘယ်လိုဖန်တီးရမလဲဆိုတာကျွန်တော်ဒီနေ့ step by step ပြောပြပေးသွားမယ်။ဒါစီတော့စလိုက်ကြရအောင်။ပုံစံနဲ့မဲ့ ChatGPT ကိုတွားပြီးတော့အပေါ်ဘယ်ဘက်တောင်ကအကြောင်းကိုနှိပ်လိုက်မယ်။အဲ့ဒီမှာ more ဆိုတာတွေ့လိုက်မယ်အဲ့ဒါကိုနှိပ်ပြီးတော့ APPS ဆိုတာကိုချက်နှိပ်မယ်နော်။အဲ့ဒီမှာညာဘက်အပေါ်တောင်က GPTS ဆိုတာကိုနှိပ်ပါမယ်။အဲ့ဒီမှာမှန်ဘလူးပုံစံလေးရှိပါတယ်အဲ့ဒါကိုနှိပ်လိုက်မယ်နော်။ဒီလိုပေါ်လာပြီးဆိုရင်အဲ့ဒီမှာ mechanical generator လို့ရိုက်ရှာလိုက်မယ်။ဒီနေရာကိုရောက်ပြီဆိုရင် mechanical toy generator ဆိုတာကိုနှိပ်လိုက်မယ်နော်။ဒီမှာ start chat ဆိုတာတွေ့လိုက်မယ်အဲ့ဒါကိုနှိပ်လိုက်မယ်။ဒီမှာကိုဖန်တီးခြင်းတဲ့နာမည်ကိုရေးထည့်လိုက်မြန်မာဆိုရင်မြန်မာထိုင်လန်ဆိုရင်ထိုင်လန်ရေးထည့်လိုက်ကျွန်တော်ကမြန်မာလိုရေးထည့်လိုက်တယ်။ဒီမှာသက်ဆိုင်ရာနိုင်ငံကထင်ရှားတဲ့အရာတွေကိုသူက prompt 6ခုအနေနဲ့ဒီမှာရေးပေးလိုက်မယ်။ prompt မှာကျွန်တော်တို့ image prompt တွေ video prompt တွေပါပြီးသားပါနော်။ပထမဆုံးအနေနဲ့ရွှေတကုံပကိုးတာဆိုတာကိုစမ်းကြည့်ဖို့အတွက်ဒီမှာ image prompt 1ဆိုတာကိုကျွန်တော်တို့ copy ရင်ကူးလိုက်မယ်နော်။ပြီးရင်ပုံထုတ်ဖို့အတွက် ChatGPT ထဲမှာပဲ new chat ခေါ်ပြီးတော့ကျွန်တော်တို့ဒီ prompt ကို paste ချလိုက်မယ်။ကျွန်တော်တို့ပုံထုတ်တဲ့နေရာမှာကြိုက်တဲ့ AI နဲ့တွားပြီးတော့ပုံထုတ်လို့ရပါတယ်နော်။သူ recommend ပေးထားတာကတော့ Nano Banana 2နဲ့တွားပြီးတော့ထုတ်လို့ရတယ်ဆိုတော့ကျွန်တော် recommend ပေးထားတယ်။ကျွန်တော်ကတော့ ChatGPT မှာပဲတစ်ခါတည်းထုတ်လိုက်တယ်။ပုံရဲ့ ratio ကိုကတော့ကိုကြိုက်တဲ့ ratio ကိုဒီမှာထည့်ပြီးတော့ရေးလို့ရတယ်နော်။ပြီးရင် image prompt 2ဆိုတာကို copy ကူးပြီးတော့ဒီမှာပဲ paste ချလိုက်မယ်။ဒီမှာဒုတိယမြောက်ပုံလေးရရှိလာပါပြီ။ပထမမလုတ်ခင်ပုံနဲ့ဒုတိယမြောက်ပြီးမြောက်တဲ့ပုံနှစ်ပုံလုံးရရှိပြီဆိုရင်ကျွန်တော်တို့ကဗီဒီယိုထုတ်ဖို့အတွက် Google Flow ကိုတွားပါမယ်နော်အဲ့တော့ Google Flow ကိုမတွားခင်မှာစောနကရွှေတကုံပကိုးတာကကျွန်တော်တို့ Video Prompt ကိုတစ်ခါတည်း copy ကူးခဲ့လိုက်မယ်နော်ပြီးရင် Chrome က Google Flow ကိုတွားပါမယ်နော်အဲ့ဒီမှာ Google Flow အသုံးပြုနည်းသေးစိတ်ကိုကျွန်တော်အရင်ဗီဒီယိုတွေမှာတင်ပေးထားပါတယ်နော်ပြီးရင်ဗီဒီယိုထုတ်ဖို့အတွက်ဗီဒီယိုဆိုတဲ့နေရာမှာကျွန်တော်တို့ ingredient နဲ့ frame ဆိုပြီးတော့နှစ်မျိုးရှိတယ်အဲ့ဒီမှာ frame ဆိုတာကိုရွေးထားမယ်နော်ပြီးရင်ကိုလိုချင်တဲ့ ratio တွေအရေးအတွက်တွေကိုတစ်ခါတည်းရွေးထားပါမယ်ပြီးရင်ကျွန်တော်တို့က star ဆိုတဲ့နေရာမှာပထမပုံကိုထည့်ပြီးတော့ဒီမှာ ant ဆိုတဲ့နေရာမှာကျွန်တော်တို့ဒုတိယပုံကိုထည့်ပါမယ်နော်။ Okay အဲ့တော့ကျွန်တော်က ChatGPT ကစေခဲ့တဲ့ပုံနှစ်ပုံကိုတစ်ခါတည်းထည့်လိုက်မယ်နော်ဒီမှာ။ပြီးရင်ကျွန်တော်က ChatGPT မှာပဲ copy ကူးခဲ့တဲ့ video prompt ကိုဒီမှာ paste ချမယ်။ပြီးရင်ကျွန်တော်ဒီမြားလေးကိုထည့်လိုက်မယ်ဆိုရင်ဒီမှာ video လေးရရှိလာပါမယ်။ခုနက model 2ကဒီမှာချင်းလုံးလမ်းညွှန်းလာပါခေါ်လိုက်ပြအဲ့ဒါကိုထုတ်ဖို့အတွက်ကျွန်တော်တို့ဒီမှာ prompt 1ကိုဒီမှာ copy ကူးပြီးတော့ဒီမှာပုံထုတ်လိုက်မယ်ပြီးရင်ကျွန်တော်တို့ prompt 2ကို copy ကူးပြီးတော့ဒီမှာနောက်ထပ်ပုံတစ်ပုံထုတ်လိုက်မယ်ဒီမှာအစပုံနဲ့အဆုံးပုံဒီမှာနှစ်မျိုးလုံးရရှိပါပြီနော်ပြီးရင် Google Flow ကိုတွားပြီးတော့စောနကအတိုင်းပဲ star ဆိုတဲ့နေရာမှာပထမပုံကိုထည့်ant ဆိုတဲ့နေရာမှာဒုတိယပုံကိုထည့်ပြီးတော့ဒီမှာစောနကချင်းလုံးလမ်းညွှန်းက video prompt ကို copy ကူးပြီးတော့ဒီ Google Flow မှာ paste လာချမယ်ပြီးရင်ဒီမှာမြားလေးကိုထည့်လိုက်မယ်ဆိုရင်ဗီဒီယိုလေးရလာပါလိမ့်မယ်။ဒီနေရာမှာတစ်ခုပြောချင်တာကဒီပုံနဲ့ prompt တွေကိုကျွန်တော်တို့ CTAN 2.0 မှာကျွန်တော်တို့ပုံတွေ prompt တွေထည့်ပြီးတော့ဗီဒီယိုထုတ်မယ်ဆိုရင်ပို့ပြီးတော့cinematic ဖြစ်တဲ့ဗီဒီယိုတွေရရှိပါမယ်နော်။ကျွန်တော်ကတော့ CTAN 2.0 ကိုမသုံးနိုင်သေးပါဘူး။တကယ်တော့ဒီလုပ်ငန်းစဉ်ကရိုးရှင်းပြီးတော့လွယ်ကူပါတယ်။ ChatGPT မှာ idea prompt တွေတောင်းပြီးတော့ကျွန်တော်တို့ Google Flow မှာပုံတွေဗီဒီယိုတွေကိုထုတ်ရတာဖြစ်ပါတယ်။အဲ့တော့ကျွန်တော်နားလည်သွားလိုက်မယ်လို့မျှော်လင့်ပါတယ်။တကယ်လို့နားမလည်ခဲ့ဘူးဆိုရင်လည်းအောက်က comment မှာကျွန်တော်ရေးခဲ့လို့ရပါတယ်နော်။ကျွန်တော်တို့ဖုန်းတစ်လုံးနဲ့ AI ဗီဒီယိုတွေဖန်တီးတတ်ချင်တယ်ဆိုရင်ကျွန်တော်ရဲ့ page နဲ့ YouTube channel ကို like and subscribe လုပ်ထားပေးဖို့မမေ့ပါနဲ့နော်။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ကဖုန်းလေးတစ်လုံးနဲ့ပဲရှိလို့ပါ။ကွန်ပျူတာလည်းမဝန်နိုင်သေးပါဘူး။အဲ့တော့ကျွန်တော်ကဖုန်းလေးနဲ့ပဲဒီဗီဒီယိုတွေကိုရအောင်ဖန်တီးတာဖြစ်တဲ့အတွက်ဒီလိုမျိုးဖန်တီးတတ်ချင်တယ်ဆိုရင်ကျွန်တော်ရဲ့ page နဲ့ YouTube channel ကို like and subscribe လုပ်ထားဖို့မမေ့ပါနဲ့နော်။